မှာဆိုရင်ဒီညီမလေးကနှင်းစီခေါင်းနီးလေးမေးထားလို့ဖြည့်ပေးလိုက်ပြီနော်။မတို့ကပထမဦးဆုံးတစ်ခွဲဖဲစိုက်ကို3လက်မဖဲအရှိ16ရွက်ဖြတ်ထားမယ်နော်။အဲ့တိုင်းလေးဖြတ်ပြီးသွားပြီဆိုရင်တော့အနားလေးတွေကိုမီးတို့ပါမယ်။ပြီးကြရင်ပထမဦးဆုံးတစ်ရွက်ကိုပုံပါတိုင်းခောက်မယ်ပေါ့နော်။ပြီးကြရင်ဂျားထဲမှာလက်မလေးထည့်မယ်။နောက်ပြီးကြတော့အပေါ်ကလက်ခလဲနဲ့လက်ညိုးလေးကိုတင်ပြီးတော့ပေါ့နော်ပထမတစ်ရက်ပြီးကြရင်နောက်ထပ်တစ်ရက်ဆိုပြီးတော့ပေါ့နော်2ရက်ခောက်ပါမယ်အဲ့ဒီတိုင်းလေးခောက်ပြီးသွားပြီဆိုရင်တော့ဟိုဘက်ဒီဘက်ညှိပေးမယ်ပေါ့နော်ညှိပြီးသွားပြီဆိုရင်မတို့ကအချီလေးနဲ့တွဲပေးပါမယ်အဲ့ဒီတိုင်းလေးတွဲတဲ့နေရာမှာဆိုရင်အမပွင့်ဘက်ကို9ခုတစ်ခါ9ခုတစ်ခါ3ခုတစ်ခါဆိုပြီးတော့ပေါ့နော်ပွင့်ဘက်ကလေးတွေကိုတွဲပေးသွားမယ်နော်အဲ့တိုင်းပွင့်ဘက်ကလေးတွေကိုတွဲပေးသွားပါမယ်ဒါလေးကတော့ပွင့်ဘက်5ခုကိုတွဲပြထားတာပေါ့နော်ပြီးကြရင်သူ့ကိုညှိမယ်ညှိပြီးသွားပြီဆိုရင်မလားဘက်မှာအရှိလေးနဲ့အနားတက်ပေးမယ်နော်အဲ့လေးပြီးသွားပြီဆိုရင်တော့9ခု5ခု3ခုဆိုပြီးတော့သူ့ရဲ့အစင်လိုက်အတိုင်းကိုအမတို့ကော်လေးနဲ့လိုက်ပြီးတော့ပေါ့နော်တွဲပေးလိုက်ပါမယ်အဲ့ဒီတိုင်းလေးပုံပါအတိုင်းတွဲပြီးသွားပြီဆိုရင်တော့တစ်ရွက်ကလေးကို2ရွက်တစ်ခု2ရွက်တစ်ခုကိုပေါ့နော်ဝစ်ဆန်လေးတွေထည့်ပါမယ်ပြီးကြရင်ဖန်းစားလေးရဲ့လေးလက်မအော်တိုလေးရဲ့လိုပါမယ်အဲ့ဒါလေးပြီးသွားပြီဆိုရင်တော့နင်းစီရဲ့အလဲဝတ်ဆန်လေးအတွက်ကိုကြတော့အမတို့ကဇာကနာလေးနဲ့ပေါ့နော်လှည့်ပေးမယ်အဲ့ဒါလေးပြီးသွားပြီဆိုရင်အက်ရှီလေးနဲ့အောက်ဘက်မှာသူ့ကိုခိုင်အောင်လို့တုပ်ပေးမယ်တုပ်ပြီးသွားပြီဆိုရင်တော့ပိုနေတဲ့အစာလေးကိုပေါ့နော်ကကြီးလေးနဲ့ကိုက်ထုတ်ပြီးကြရင်မီးလေးတို့ပေးမယ်နော်အဲ့လေးပြီးသွားပြီဆိုရင်တော့နင်းစီရဲ့အလဲမှာကော်လေးတစ်ချက်တို့ပြီးတော့နင်းစီဝတ်ဆန်လေးကိုပေါ့နော်ထည့်ပေးလိုက်ပါမယ်အဲ့ဒီတိုင်းလေးထည့်ပြီးသွားပြီဆိုရင်မတို့ကပုံပါအတိုင်းတရွက်ကလေးနဲ့နှင်းစီလေးကိုပေါ့နော်တွဲပေးမယ်အဲ့ဒါလေးပြီးသွားပြီဆိုရင်ဖန်အစာလေးကပ်ပေးမယ်ဒီနေရာမှာဆိုရင်4လက်မအော်တိုနဲ့သုံးလို့ရတယ်လို့မျိုး3လက်မအော်တိုနဲ့သုံးမယ်ဆိုရင်လည်းရပါတယ်နော်အခုအမလုပ်ပြထားတဲ့ပုံလေးကကြတော့အဖြူရောင်လေးကတစ်ခွဲဖဲစိုက်ကိုသုံးပြီးတော့လုပ်ထားတာပါနော်တကယ်လို့မဟုတ်ဘူးတစ်လက်မဖဲစိုက်လေးနဲ့လုပ်ချင်တယ်ဆိုရင်တော့အဝါရောင်နှင်းစီလေးကတစ်လက်မဖဲစိုက်လေးနဲ့သုံးထားတာဖြစ်ပါတယ်အဆင်ပြေကြပါစေရှင်